primary care အဓိကမူလကျန်းမာရေးစောင့်ရှောက်မှုနဲ့ urgent care အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအမေရိကန်ပြည်ထောင်စုမှာကျန်းမာရေးစောင့်ရှောက်မှုအမျိုးအစားအမျိုးမျိုးရှိပါတယ်။ဒီဗီဒီယိုမှာ primary care အဓိကမူလကျန်းမာရေးစောင့်ရှောက်မှုနဲ့ urgent care အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုကြားကကွာခြားချက်တွေကိုရှင်းပြပေးပါမယ်။ primary care အဓိကမူလကျန်းမာရေးစောင့်ရှောက်မှုဆိုဒီမှာတင့်ကိုကျန်းမာနေစေရန်နဲ့ကျန်းမာရေးပြဿနာများပိုမိုဆိုးရွားလာခြင်းမှကာကွယ်ရန်ဖြစ်သည်။ကလေးများလူကြီးများအမျိုးသမီးများသို့မဟုတ်သက်ကြီးရွယ်အိုများကိုဂရုစိုက်သည့်ဆရာဝန်တဦးဖြစ်သည့်အဓိကမူလကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့်တွေ့ဆုံရန်တောင်းဆိုနိုင်သည်။ပြီးတော့တင်ယုံကြည်ရသူဖြစ်ပြီးတက်တောက်တက်တာစီသူဖြစ်သင့်ပါသည်။တင်အသက်အရွယ်ပေါ်မူတည်၍6လတစ်ကြိမ်သို့မဟုတ်နေ့စဉ်သို့မဟုတ်တင့်ဆရာဝန်ကတင့်ကိုဆေးခန်းကိုဘလောက်မကြာခဏလာရမည်လို့ပြောပါကတင်သွားပြသင့်ပါသည်ပုံမှန်လာရောက်ပြသခြင်းဖြင့်တင့်ဆရာဝန်သည်တင့်အကြောင်းကိုသိရှိနားလည်စေပြီးတင့်ကျန်းမာရေးတွင်မည်သည့်ပြောင်းလဲမှုများကိုမဆိုဖြည့်ဆင်းနိုင်စေပါသည်တင့်ဆရာဝန်သည်တင့်နှင့်တင့်ကလေးများ၏အလုံးစုံကျန်းမာရေးစောင့်ရှောက်မှုနှင့်နေ့စဉ်ရုပ်ပိုင်းဆိုင်ရာစစ်ဆေးစမ်းသပ်မှုများကိုစီမံခန့်ခွဲရန်ကူညီပေးပါလိမ့်မည်primary care အဓိကမူလကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည်ဆေးဝါးများညွှန်ကြားပေးနိုင်သည့်အပြင်သင်ကျန်းမာရေးနှင့်ပတ်သက်၍ဘာတွေဖြစ်နေလဲဆိုတာကိုပိုမိုကောင်းမွန်စွာယောဂစာဖွေးနိုင်ရန်စစ်ဆေးစမ်းသပ်မှုများသို့မဟုတ် X-ray ဓာတ်မှန်များကိုလည်းရိုက်ရန်မှာပေးနိုင်ပါသည်၎င်းတို့သည်မြည်သည့်ကျန်းမာရေးခေါင်းစဉ်နဲ့မဆိုပတ်သက်သည့်မေးခွန်းများသို့မဟုတ်စိုးရိမ်မှုများကိုဖြေကြားပေးနိုင်ပါသည်တင်နေမကောင်းဖြစ်နေချိန်စစ်ဆေးစမ်းသပ်မှုနှင့်ကာကွယ်ဆေးထိုးခြင်းအတွက်သို့မဟုတ်အထူးကုဆရာဝန်ဟုခေါ်သောတိကျဆရာဝန်တဦးနှင့်တွေ့ဆုံရန်လွှဲပြောင်းပေးချက်ရယူရန်လိုအပ်သည့်အခါတွင်၎င်းတို့ထံတင်သွားရောက်ရမည်ဖြစ်ပါသည်အထူးကုဆရာဝန်ဆိုဒီမှာဆေးဘက်ဆိုင်ရာအခြေအနေတစ်ခုအကြောင်းပိုမိုတိကျသောတိကျွမ်းဗဟုသုတရှိသူဖြစ်သည်၎င်းတွင်တင့်ရုပ်ပိုင်းဆိုင်ရာသို့မဟုတ်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှမျိုးစလုံးနှင့်ပတ်သက်သည့်စိုးရိမ်ပူပန်မှုများကိုကူညီပေးနိုင်သောအထူးကုဆရာဝန်များပါဝင်သည်ကျန်းမာရေးပြဿနာတစ်ခုမဖြစ်ပွားစေရန်ကာကွယ်ခြင်းသို့မဟုတ်ယောဂမပိုဆိုးလာမီစာဖွေတွေ့ရှိခြင်းသည်တင့်ကိုကျန်းမာနေစေရန်အတွက်အရေးကြီးသောအချက်အလက်များဖြစ်သည် primary care အဓိကမူလကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည်တင့်ကိုအဓိကခွဲစိတ်မှုများဆေးဝါးများနှင့်သို့မဟုတ်အသက်အန္တရာယ်ရှိသောပြဿနာများအတွက်ဆေးရုံတက်ရခြင်းများကိုဆောင်ရှားရန်ကူညီပေးနိုင်ပါသည်ကုသပျောက်ကင်းနေသောအယိုးကျိုးခြင်းကိုစစ်ဆေးစမ်းသပ်ရန်သို့မဟုတ်တင့်တွင်ပြတ်ရှမှုဒဏ်ရာရှိပါကချုပ်ရိုးများရယူရန်အတွက် primary care အဓိကမူလကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့်တွေ့ဆုံနိုင်ပါသည်ဝမ်းဗိုက်ပြဿနာများသို့မဟုတ်ပြင်းထန်မှုနည်းသောချောင်းဆိုးခြင်းသို့မဟုတ်အေးမိခြင်းအတွက်သင် primary care အဓိကမူလကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့်ပြသနိုင်ပါသည်အကယ်၍တင်သည်ကြာရှည်စွာနာကျင်မှုကိုခံစားနေရပြီးပြောင်းလဲမှုမရှိပါကသို့မဟုတ်တင်ကြာရှည်စွာတောက်တုံးနေသောဆေးဝါးများကိုပြောင်းလဲခြင်းအတွက်ဆွေးနွေးလိုပါကသင် primary care အဓိကမူလကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့်ဆွေးနွေးခြင်းသည်အကောင်းဆုံးဖြစ်ပါသည်တင့်ကျန်းမာရေးကိုပိုမိုနားလည်စေရန်အတွက်မေးခွန်းတစ်စုံတစ်ရာရှိပါကသင် primary care အဓိကမူလကျန်းမာရေးစောင့်ရှောက်မှုပေးသူကိုမေးမြန်းပါအကယ်၍စကားပြန်လိုအပ်ပါကရက်ချိန်ပြုလုပ်သည့်အခါမေးမြန်းရန်သေချာပါစေအကယ်၍တင့်ကျန်းမာရေးစင်တာသို့မဟုတ်ဆေးခန်းသည်ပိတ်ထားပါကအလုပ်ချိန်ပြင်ပအပြင်အကူအညီပေးရေးလိုင်းကိုပေးနိုင်သောကြောင့်ဆေးခန်းပိတ်ထားတော့လဲဆေးခန်းဖုန်းနံပါတ်ကိုဆက်သွယ်ပြီး operator တဦးကတင်ဘာလုပ်ရမည်ကိုပြောပြပေးပါလိမ့်မည်တ
တင်ဒီ primary care အဓိကမူလကျန်းမာရေးစောင့်ရှောက်မှုအတွက်တင်ဤကျန်းမာရေးအာမခံ Medicare သို့မဟုတ် Medicaid ကဲ့သို့သောအစိုးရအစီအစဉ်မှတဆင့်သို့မဟုတ်ကိုယ်တိုင်ဓာတ်ရိုက်အခကြေးငွေပေးချေခြင်းဖြင့်ပေးချေရပါမည်အရေးပေါ်စောင့်ရှောက်မှုသည်ခြေချင်းဝတ်လိမ်ခြင်းနားယောင်ခြင်းသို့မဟုတ်ပိုးဝင်သောပြတ်ရှဒဏ်ရာကဲ့သို့သောအသက်အန္တရာယ်မရှိတော့လဲချက်ချင်းဂရုစိုက်ကုသရန်လိုအပ်သည့်ယောဂများနှင့်ဒဏ်ရာများအတွက်တရက်တည်းဆေးကုသမှုကိုပေးပါသည် Urgent care အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုသည် Primary care အဓိကမူလကျန်းမာရေးစောင့်ရှောက်မှုရုံးနှင့်အရေးပေါ်ခန်းကြားရှိကွာဟချက်ကိုဖြည့်ဆည်းပေးသည်အရေးပေါ်စောင့်ရှောက်မှုဆေးခန်းများစွာသည်တင့် Primary care အဓိကမူလကျန်းမာရေးစောင့်ရှောက်မှုပေးသူထက်အချိန်ပိုကြာအောင်ဖွင့်လှစ်ထားပြီးမကြာခဏဆိုသလိုစနေတနင်္ဂနွေများတွင်လည်းဖွင့်လှစ်လေ့ရှိပါသည်ရက်ချိန်ဆိုမှုများသည်များသောအားဖြင့်မလိုအပ်ပါသို့သောတင်သည်တန်းစီစောင့်ဆိုင်ရပါမည်ဒီနေ့စောင့်ရှောက်မှုလိုအပ်သည့်အခါအရေးပေါ်စောင့်ရှောက်မှုဌာနသို့သွားပါသို့သောအရေးပေါ်အခြေအနေမဟုတ်ပါကသို့မဟုတ်တင့် primary care အဓိကမူလကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့်တွေ့ဆုံရန်လည်းမရနိုင်ပါကအရေးပေါ်စောင့်ရှောက်မှုဌာနသို့သွားနိုင်ပါသည်အရေးပေါ်စောင့်ရှောက်မှုအတွက်ငွေပေးချေမှုကိုတင့်ကျန်းမာရေးအာမခံမှတဆင့်ပေးနိုင်ပါသည်စင်တာအများစုသည်အာမခံမရှိသောလူနာများအတွက်ကြိုတင်ဈေးနှုန်းများပေးဆောင်ပြီးအချို့တွင်ငွေပေးချေမှုအစီအစဉ်များရှိပါသည်အရေးပေါ်စောင့်ရှောက်မှုဌာနအများစုသည်တင့်လာရောက်မှုတွင်ဝန်ဆောင်မှုများအတွက်တင်သည်ငွေပေးချေရန်မျှော်လင့်ပါသည်တင့်လာရောက်မှုမပြုမီတင့်ကျန်းမာရေးအာမခံကိုလက်ခံခြင်းရှိမရှိစစ်ဆေးပြီးတင့်အာမခံအစီအစဉ်ကမြည်သည့်အရာများကိုအကျုံးဝင်သည်ကိုရှင်းရှင်းလင်းလင်းသိထားပါ၎င်းသည်မမျှော်လင့်ထားသောကုန်ကျစရိတ်များကိုဆောင်ရှားရန်ကူညီပေးနိုင်ပါသည်လိုအပ်ပါကဘာသာပြန်တဦးကိုတောင်းဆိုရန်မမေ့ပါနဲ့အကယ်၍တင့်နာကျင်မှုသို့မဟုတ်အခြေအနေများသည်ပြောင်းလဲပြီးပြင်းထန်လာပါကအထူးသဖြင့်ပြင်းထန်သောခေါင်းကိုက်ခြင်းအထူးသဖြင့်သင်ဘဝတွင်အဆိုးရွားဆုံးခေါင်းကိုက်ခြင်းရင်ဘတ်အောက်ခြင်းပြင်းထန်သောဝမ်းဗိုက်အောက်ခြင်းဆေးဝါးများအလွန်အကျွံတောက်မိမည်ကိုစိုးရိမ်ခြင်းဓာတ်မတည့်မှုတုပ်ပြတ်မှုအသက်ရှူရခက်ခဲခြင်းအသက်ရှူမဝခြင်းသို့မဟုတ်ခေါင်းကိုက်ခြင်းလည်ပင်းနာခြင်းဝမ်းဗိုက်အောက်ခြင်းသို့မဟုတ်စိတ်ရှုပ်ထွေးခြင်းကဲ့သို့သောအခြားဆက်ပြင်းထန်သောလက္ခဏာများနှင့်အတူအသက်သို့မဟုတ်ဆက်လက်နေမကောင်းဖြစ်နေပါကအရေးပေါ်ခန်းသို့တွားရောက်ရန်စဉ်းစားသင့်ပါသည်အသက်အန္တရာယ်ရှိသောအရေးပေါ်အခြေအနေများအတွက်အရေးပေါ်လူနာတင်ယာဉ်အကူအညီအတွက်911သို့ချက်ချင်းဖုန်းခေါ်ဆိုရန်သတိရပါအရေးပေါ်ခန်းအကြောင်းပိုမိုသိရှိလိုပါကဤဗီဒီယို၏မှတ်ချက်ကဏ္ဍတွင် Everything you should know about the emergency department at the hospital ဆေးရုံရှိအရေးပေါ်ဌာနနှင့်ပတ်သက်ပြီးသင်သိထားသင့်သောအရာအလုံး link ကိုကြည့်ရှုပါ